ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ချမ်းမြေပါစေ YouTube Channel မှာကြိုဆိုလိုက်ပါတယ်။ဒီပုံမြင်လေးမှာအပျော်ရွှင်ဆုံးလူသားဖြစ်စေမယ့်အကောင်းဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ဒါဆိုရင်ဒီနည်းလမ်းလေးကဘာဖြစ်မလဲဆိုတာကိုပုံမြင်လေးကိုအဆုံးထိနားတော်တာဆင်ခန်းစားကြည့်လိုက်ပါရှင်။ညနေခင်းဟာတိတ်ဆိတ်နေတယ်။နေဝင်ခြင်းရဲ့လိမ်မော်ရောင်ပန်းရောင်တွေကကောင်းကင်ကိုစုပ်တန်နဲ့ခြေထားသလိုပါပဲ။ဆရာကြီးတယောက်နဲ့သူ့တပည့်လေးတို့ဟာလမ်းကြောင်းတစ်ခုအတိုင်းရှောင်နေကြတယ်။ဆရာကြီးကဘဝသင်ခန်းစာတွေကိုစာအုပ်တွေကပဲသင်တာမဟုတ်ပဲနေရာတိုင်းမှာသင်တတ်တယ်။သူ့ခံယူချက်ကကဘာကြီးတစ်ခုလုံးဟာစာသင်ခန်းမှာပဲအချိန်တိုင်းနေရာတိုင်းမှာသင်ခန်းစာတွေရှိတယ်လို့တပည့်လေးကိုအမြဲပြောလိမ့်ရှိတယ်။လမ်းလျှောက်ရင်လဲခွင်းတစ်ခုနာကိုရောက်တဲ့အခါတပည့်လေးကစုပ်ပြင်းနေတဲ့ဖနက်ဟောင်းတရံကိုမြင်လိုက်ရတယ်။ဖနက်တွေကစုပ်ပြင်းပြီးဖုံတွေတက်နေတာအနီးမှာအလုံးလုံးနေတဲ့စင်ရဲသားလေးသမားကြီးပိုင်တဲ့ဖနက်ဆိုတာတည်သားနေတယ်။တပည့်လေးကတငယ်ချင်းတွေနဲ့ပြက်လုံးထုတ်ရတာလိုမျိုးဖနက်တွေကိုခြုံနေနောက်မှာဝတ်ထားလိုက်ပြီးလေသမားကြီးရှာမတွေ့တဲ့အခါဘလို့စိတ်ရှုပ်မလဲဆိုတာကြည်ကျင်တယ်လို့ပြောလိုက်တယ်။ဒါပေမဲ့ဆရာကြီးကဒီအကြံကိုမကြိုက်ခဲ့ပါဘူး။ဒါကြောင့်သူကဒီလိုလုပ်တာဟာသူတို့အတွက်တော့အေးစရာဖြစ်ကောင်းဖြစ်လိမ့်မယ်။ဒါပေမဲ့ဒီလေသမားကြီးအတွက်တော့ဒုက္ခရောက်စေနိုင်တယ်။ဒီဖနက်တွေဟာသူ့မှာရှိတဲ့တရံနဲ့သောဖနက်တွေဖြစ်နိုင်တယ်။တနည်းကအလုပ်လုပ်ပြီးတဲ့အခါဖနက်မရှိရင်သူခြေပလာနဲ့အိမ်ပြန်ရလိမ့်မယ်လို့ရှင်းပြခဲ့တယ်။ဒါနဲ့ဆရာကြီးကပိုကောင်းတဲ့အကြံတစ်ခုပေးလိုက်တယ်။ဒီဖနက်တွေထဲမှာဒင်္ဂါတချို့ထည့်ထားခဲ့ပြီးဝေဝေးကပုံကြည့်ကြမယ်။ရေဖို့တော့မဟုတ်ဘူးသင်ခန်းစာယူဖို့တဲ့။တပည့်လေးကသဘောတူသွားတယ်။သူတို့နေရာဖနက်တစ်ပတ်စီတွေကိုဒင်္ဂါအချို့ထည့်ခဲ့ကြတယ်။ပြီးတော့တပင်နောက်မှာကွယ်နေလိုက်တယ်။ခဏအကြာမှာပဲပင်မနွမ်းနေနေတဲ့လေသမားကြီးဟာသူ့စီကိုလာခဲ့တယ်။ဖနက်ထဲမှာတခုခုရှိနေတာကိုသူခံစားမိလိုက်တယ်။ထုတ်ကြည့်လိုက်တော့ဒင်္ဂါတွေကိုမြင်လိုက်ရတာကြောင့်ဘသူကမာထင်မိလဲဆိုပြီးဘေးပတ်လဲကိုငေးကြည့်နေမိတယ်။ဒါပေမဲ့ဘသူကမှမတွေ့ခဲ့ရပါဘူး။နောက်ဖနက်တစ်ဖက်ကိုလည်းစစ်ကြည့်မိတယ်။တက်ပြီးဒင်္ဂါတွေတွေ့ပြန်ရောဒီလိုနဲ့လေသမားကြီးဟာစိတ်လှုပ်ရှားကထိုင်ချလိုက်ပြီးမျက်ရည်တွေကမျက်လုံးနဲ့ဝိုင်းလာတယ်။သူဟာလက်အုပ်ချီကကောင်းကင်ကိုကြည့်ပြီးဘုရားသခင်ကိုကျေးဇူးတင်ကြောင်းပြောလိုက်တယ်။ဒီလိုကိုကြီးပေးခဲ့တဲ့ဘသူကမဆိုဆူတောင်းပေးခဲ့တယ်။ဒီပတ်စံနဲ့သူ့ဇနီးအတွက်စီဝဲလို့ရမယ်။သူ့ကလေးတွေစားလောင်နေတဲ့အတွက်စားစရာဝယ်ကျွေးလို့ရမယ်လို့ပြောတယ်။မျက်ရည်တွေကိုတုပ်ပြီးဒင်္ဂါတွေကိုအိတ်ထဲထဲကပျော်လင်းချက်သစ်တွေနဲ့အိမ်ကိုပြန်လာခဲ့တယ်။တစ်ပင်နောက်မှာပုံနေတဲ့တပည့်လေးဟာလည်းလေသမားကြီးကိုကြည့်ပြီးမျက်ရည်တွေကျလာတယ်။ဆရာကြီးကသူ့ကိုမေးတယ်။ဖနက်ဝတ်ရတာနဲ့ဖနက်ထဲမှာဆူလက်ဝတ်ထားရတာဘယ်ဟာကပိုပြီးပျော်ရွှင်မှုပေးတယ်လဲတဲ့။တပည့်လေးကဖြည်းဖြည်းချင်းကောင်းငင်ပြီးဒီအချိန်ကိုဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူး။စာအုပ်တွေထဲမှာဘယ်တော့မှမသင်ပေးဘူးတဲ့အရာတစ်ခုကိုသင်ယူလိုက်ရတယ်လို့ပြောလိုက်ပါတယ်။ဒါဟာပေးကမ်းခြင်းရဲ့ဝမ်းမြောက်ပျော်ရွှင်မှုပဲတဲ့။စစ်မှန်တဲ့ကျင်နာမှုဟာဂိယူနာတရားနဲ့ပြုလုပ်လိုက်တဲ့လှုပ်ဆောင်မှုတည်တည်လေးတွေမှာရှိပါတယ်။ရယူခြင်းမရှိတဲ့ပေးကမ်းခြင်းဟာသူများတွေရဲ့ဘဝတွေမဟုတ်ပဲကိုဘဝကိုပါပြောင်းလဲစေနိုင်နေဆိုတာသူနားလေသွားတယ်။ပေးကမ်းခြင်းရဲ့ဝမ်းသာမှုဟာခဏတာပျော်ရွှင်မှုထက်ပိုနိုင်ဆိုင်ပြီးကြာရှိတယ်။ဒီပုံမြင်လေးရဲ့လျှို့ဝှက်ချက်ကကျမတို့ဟာတစုံတစ်ယောက်ကိုကဘာကြီးမှာကောင်းမွန်လှပတဲ့အရာတွေထပ်ရှိသေးတယ်လို့ယုံကြည်လာအောင်ဖြစ်စေတဲ့နဲ့ဆိုတာပါပဲ။ကဲအခုနာတော်တာဆင်ခံစားနေကြတဲ့ပရိသတ်ကြီးတို့လည်းဒီပုံမြင်လေးတွေကနေသင်ခန်းစာတစ်စုံတစ်ခုရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ကျမတို့ရဲ့နေ့စဉ်ဘဝအမော်ရီကြားတွေကအာတင်စရာစိတ်အားတက်စေမယ့်ပုံမြင်လေးတွေကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ချမ်းမြေပါစေ YouTube Channel လေးကို Like and Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်။